1960ခုနှစ်ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်သား2ဦးမုန်ကိုင်းမီကတောနတ်ထဲတွင်ပိမိနေသည်ခေါင်းဆောင်ကအကူအညီတောင်းရန်ရေဒီယိုကိုအသုံးပြုပြီးသူတို့အဖွဲ့သားတွေပျောက်ဆုံးသွားကြောင်းရှင်းပြသည်ရုတ်တရက်နောက်စစ်သားကအော်ဟစ်ပြီးတစ်ပင်ကြားပျောက်ကွယ်သွားရာခေါင်းဆောင်ကတနတ်ဖွင့်ပေးလိုက်တော့လဲဘာကိုမှမထီပါကြောက်လိုက်တဲ့ကြားနဲ့သူကတောထမှာစတင်ပြေးလွှားရင်းချုံပုတ်တွေသာလှုပ်ရှားနေတာကိုသတိထားမိသည်ထိုအချိန်မှာပဲဒိုင်နိုဆောတစ်ကောင်ခုန်ထွက်လာပြီးသူ့တူတက်လိုက်သည်ရှေးဦးစုံစမ်းထောက်လှမ်း၏နောက်တစ်နေ့မနက်တွင်အမေရိကန်စခန်းတစ်ခုမှာဗီယက်နမ်အမျိုးသမီးတို့ကအမွေရှိတဲ့နတ်ဆိုးတစ်ကောင်ကသူမခင်ပွန်းကိုခေါ်သွားကြောင်းစစ်သားများကိုပြောပြဖို့ကြိုးစားတော့လဲသူတို့ကမယုံကြည်ကြပါလျှို့ဝှက်စမ်းကြသောကွန်တိန်နာများပါသည့်ထရပ်ကားတစ်စီးကိုဖမ်းမိထားပြီးအမြန်စစ်ဆေးကြည့်ရာအန်ဒီရဲ့ချိတော်တယောက်ကြီးပမာဏကိုတွေ့ရှိသည်အနီးနားတွင်ဘုံအနေငယ်ပေါက်ကွဲသွားခြင်းတိုင်စစ်သားတို့ကဘုံမူကြီးဂျီရီခိုတန်ပုံကိုဒီထရပ်ကားနဲ့ညကပျောက်ဆုံးသွားသည့်အဖွဲ့အကြောင်းကြားသည်ဂျီရီခိုကလင်းဒါတပ်ဖွဲ့ကိုကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆေးလွှတ်ရန်ဆုံးဖြတ်လိုက်သည်လင်းဒါတပ်ဖွဲ့၏ပထမမစ်ရှင်တစ်ချိန်တည်းမှာပဲလင်းဒါတပ်ဖွဲ့သည်ရန်သူစခန်းတစ်ခုအတွင်းတိတ်တိတ်ဆိတ်ချင်းဝင်ရောက်နေသည်သူတို့ကနောက်မှနေပြီးအဆောင်နှုတ်ကိုအံ့ဩသိမ်အောင်တိုက်ဖူးပြီးအတန်းတိုက်ဖမ်းချုပ်လိုက်သည်စနိုက်ပါသမားများကကင်းမြုံစင်ပေါ်မှလူကိုအဝေးကနေပစ်ချလိုက်တော့ယခုအခါသူတို့အံ့ဩသိမ်အောင်တိုက်ဖို့ကိုရှေ့ဆက်သွားနိုင်သည်အဖွဲ့ကစခန်းကိုဖျက်ကျော်ရင်းတနက်များဖွင့်ပြပြီးအနီးကလာမန်ဒီရန်သူတိုင်းကိုတပ်ပစ်ကြသည်စနိုက်ပါသမားများကအကာအကွယ်ပေးထားတဲ့စခန်းကိုရှင်းလင်းရန်အချိန်အနေငယ်သာကြသည်ထို့နောက်သူတို့ကအချင်းသားမှန်ကိုစစ်ဆေးရာအမေရိကန်အဖွဲ့ဝင်3ဦးအသက်ဆုံးရှုံးနေပြီဖြစ်ပြီးလောင်ရင်ထဲတွင်အသက်ရှင်နေသူ2ဦးကိုတွေ့ရှိရသည်ရုတ်တရက်ရန်သူစစ်သားတယောက်ကပုံကွယ်နေရမှထပ်လာပြီးတိုက်ခိုက်တော့လေစားချင်းတဦးကဓာမဖြင့်အမြန်တက်လိုက်သည်မကြခင်ရန်ရင်မှရောက်လာပြီးလင်းဒါတပ်ဖွဲ့ကိုလာရောက်ခေါ်ဆောင်သွားသည်သူတို့ကအခြားမစ်ရှင်တစ်ခုအတွက်ရွေးချယ်ထားပြီးဖြစ်ကြောင်းအသိပေးလိုက်သည်လျှို့ဝှက်စမ်းကြသောခြိုင်ဝင်မှာခဏအကြာမှာလင်းဒါတပ်ဖွဲ့ကိုအမေရိကန်များကကြားတကောင်ကိုလောင်ဝင်ထဲထည့်ထားသည့်စခန်းမှာဆင်သက်စစ်သည်ဂျေရီကိုကပျောက်ဆုံးနေသည့်အဖွဲ့နှင့်ခြိုင်ဝင်မှာထူးခြားသောအရာတွေဖြစ်နေတယ်ဆိုတဲ့ကောလာဟလများအကြောင်းကိုသူတို့ကိုပြောပြသည်သူတို့အနေနဲ့ကင်းထောက်လို့ကပျောက်ဆုံးနေသူတွေကိုရှာဖွေကရဟန်းရင်တွေလာရောက်ခေါ်ထုတ်နိုင်ရန်စီစဉ်စေလိုသည်အဖွဲ့ကအသေးသေးအချက်လက်တွေကိုမေးမြန်းရာလျှို့ဝှက်ချက်ဖြစ်သည်လို့ပြောခံရသည်ဘိုကလာကလင်းဒါတပ်ဖွဲ့ခေါင်းဆောင်ဘေကာကိုသူ့လွယ်ကိုထိန်းချုပ်ထားရန်တောင်းဆိုသည်အားလုံးအစိမ်ပေးခဲ့မှာဂျေရီကိုကဘေကာရဲ့မတန်းဟောင်းမှာဆွကြွက်ချက်များကိုဖျက်ရှာပေးလိမ့်မည်လို့ဆိုသည်အထီးကတဲကြီးဓမ္မကီးကစတိုဘာရဲ့စစ်ပွဲကြီးကြစိတ်ဖိမှုယောဂအကြောင်းပြောပြဖို့ကြိုးစားတော့လေမစ်ရှင်တွေတခါတရံသူ့အတန်ကျလွန်းတော့လေဒီနေ့မှတော့သူ့ရဲ့ပြုမွေကသူ့ကိုတည်သေးနိုင်သည်ကီးကသူမကြခင်မှာအကူအညီယူမယ်လို့ကတိပေးခိုင်းသည်ခြေရရင်ထွက်ကြိုင်ညနေပိုင်းတွင်လင်းဒါတပ်ဖွဲ့သည်နောက်ထပ်မစ်ရှင်တို့လေရင်ပြထွက်ကြသည်လေရင်စနစ်ကရုတ်တရက်အတန်မီလောက်ပြီးလက်နက်ကပြစီးနေကောင်လေဝင်ကြီးကပြောတော့လေအနည်းဆုံးသူတို့တဲ့ပြင်းနေဆက်ချီသည်အဖွဲ့ကတောနအနီးမှာဆင်းသက်ပြီးတစ်ပင်တွေကြားမှာတားသူတွေတော်လာလန်ရလိုင်းကြောင်းကိုချက်ချင်းတတိထားမိသည်စင်နေတဲ့ပိုကြီးတစ်ပေါက်မှာသူတို့လိုင်းကြောင်းအယူအဆကိုရှုပ်ထွေးကြသည်ဧရိယာကိုစတင်ရှာဖွေသည်သူတို့တည်သည့်ညခဏီကိုနေများမှာကွင်းကြီးသည့်ကြီးမားသောငတ်ချေရသမျှကိုတွေ့ရှိကြသည်အနီးနားတွင်ချေရသမျှ၏အယူအဆကိုကန့်ညီပုံရသည့်ကြီးမားသောအမွေတောင်လောက်ကိုတွေ့ရှိသည်နောက်ဆုံးမှသူတို့ကသူ့ဗေဒနာစခန်းလေးကိုမှတ်တမ်းထားသည့်မီးဘုံပါကြော်ပေါ်၏တည်သည်နှင့်နားတို့အမေရောက်နေပါပြီဆိုတဲ့မှတ်တမ်းစာအုပ်တအုပ်ကိုတွေ့ရှိသည်ကြော်ပေါ်၏ကကြီးစင်နှင့်အမတူချေရနှင့်မျိုးဝိုင်းရန်နေကြောင်းကိုတတိထားခဲ့ကြသည်ထို့ကြောင့်သူတို့ကအဲ့ဒီချေရသမျှကိုလိုက်ဖို့ဆုံးဖြတ်သည်အန်တွေချုံမိုးလေးကြားထူးခြားသောအတန်ကိုဆက်လက်ပြုလုပ်နေသည့်မုံတွေကိုတတိထားမိသည်တပ်ဖွဲ့ကတောနတ်ထဲကိုပိုးပြီးနှင်းဝင်သွားသည်ရှောက်တရတပ်ပုံတစုံကဘေကာ၏ခြေရောက်ကိုဖမ်းဆွဲပြီးမြေပေါ်မှာဆွဲညှိသွားသည်ဘေကာကလျှို့ဝှက်စံချက်သည့်တတွေမီသူ့ကိုလွတ်ချသွားရင်မတိုင်မတန်တဲ့တပ်ပစ်ဖို့တည်သည်ကျန်တပ်ဖွဲ့သားသည်သူ့စီရောက်လာမိအလန်တမျှဒဏ်ရာရကိုစစ်ဆေးပြီးစေတတ်ကြသည်နောက်ပါဆက်လက်ချီတက်ကြသည်တို့အချိန်မှာလည်းစက်ခွေတဲ့ဆိုရရုရှားစစ်သားအဖွဲ့တစ်ဖွဲ့ကအမေရိကန်တွေကိုရှာဖွေဖို့တောထဲမှာရှိနေသည်သူတို့ကကူနန်ကိုလမ်းပြအလုပ်လာခေါ်နေသည်သူတို့ကမြေပေါ်မှာကြီးတင်အကျူတွေကိုတွေ့ရနွေးနေတယ်ဆိုပြီးသူတို့ကကူနန်ကိုချေပလန်တောင်းဆိုခဲ့သည်ရှေ့သက်သွားတဲ့သူတို့ကထူးခြားသောအတန်တွေကိုကြားပြီးတန်းစီနောက်ဆုံးမှစစ်သားက